ကာကူသင်းမောတွေမှာကျွန်တော်တို့ရေချိုလောင်တဲ့ကန်ပေါ့နော် fresh water တန်ကိုကျွန်တော်တို့တစ်နှစ်တစ်ခါ that crew တွေကတန်ရှင်းလုပ်ပေးရပါတယ်ကျွန်တော်တို့လိုမဲ့ပစ္စည်းတွေဆိုရင်ဖော့တွေလိုမဲ့ပြီးရင်ခေါ်ပြအသေးတို့ရှေပုံအသေးတို့ပြီးရင်ကျွန်တော်တို့မောက်တန်တွေရှေသုံးမဲ့ squeezer တွေပြီးရင်ကျွန်တော်တို့ရှေစုပ်တဲ့ပန့်ပေါ့နော်နောက်တစ်ခုကကျွန်တော်အမြင့်နေပါအထိပါတန်ရှင်းလုပ်မယ်ဆိုရင်လှေကားလည်းလိုပါတယ်ကျွန်တော်လှေကားသုံးမယ်ဆိုရင်တော့အောက်ကနေတယောက်ကတော့အနည်းဆုံးလှေကားကိုကင်ပေးထားပါမယ်ဒါမှကျွန်တော်တို့ပြုတ်ကြတာပါညာမရှိအောင်ပေါ့နော်ရှင်းကြီးတက်နေတဲ့နေရာနေနဲ့ floor တွေကိုကျွန်တော်တို့ port တွေမောက်တန်တွေနဲ့တိုက်တယ်ပြီးရင်ကျွန်တော်တို့ရေချိုနဲ့ချက်ချင်းတန်ရှင်းရေးလုပ်ပါတယ်အဲ့ဒီကနေမှကျွန်တော်တို့ထွက်လာတဲ့ရေရှည်ညှိအရေတွေပေါ့နော်ညစ်ကြေးရေတွေကိုကျွန်တော်တို့ရေချိုနဲ့လိုက်ဆေးပြီးတော့ဒီနောက်ဆုံးအဲ့ရေတွေကိုကျွန်တော်ရေစုပ်ဆက်ရှိတဲ့နေရာအထိကိုကျွန်တော် squeezer တွေနဲ့တွန်းရတယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့တန်ထဲမှာအဲ့လိုရေညှိအရေတွေညစ်ပတ်တဲ့ရေတွေလုံးဝမရှိတော့ဘူးတန်ရှင်းသွားတဲ့အထိကျွန်တော်တို့တန်ရှင်းလုပ်ပြီးသွားမှကျွန်တော်တို့တန်ရှင်းလုပ်တဲ့ပစ္စည်းတွေကျွန်တော်တို့ fresh water တန်ထဲမှာဘာတစ်ခုမှမကြံခဲ့အောင်တခြား queue site ပြီးတော့စစ်ကားပါတယ်ပြီးတော့ကျွန်တော်တို့ final ပေါ့နော်တန်ရှင်းလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တပ်ပုံရိုက်တယ်ပြီးတော့ပစ္စည်းတွေအားလုံးလည်းအပြင်ကိုထုတ်ပြီးသွားပြီရေလည်း drying ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ fresh water တန်ကာပါကိုကျွန်တော် net တခြားတိုက်ရတာပေါ့နော်ရေစိတ်မှုမဖြစ်အောင်ပေါ့ကျွန်တော်တို့ပြီးရင်တော့ကျွန်တော်တို့ဒီနေ့တန်ရှင်းလုပ်ခဲ့တဲ့ date ကိုကျွန်တော် sticker ဖြစ်ဖြစ် marking ဖြစ်ဖြစ်ပြောင်းပြီးတော့ကတ်ရပါတယ်